အားလုံးပဲမင်္ဂလာပါဝါရမီနီစကလုံးဖြစ်တဲ့မလေးစကားပြောပညာဒါနအခါ25မှာပြလဲကြိုဆိုလိုက်ပါတယ်ရှင်အားလုံးတူတူကလေ့လာသွားကြရအောင်ရှုပ်တယ်ဥပမာကိုတကူကိုလှုပ်နေတာလာရှုပ်တာတော့ဒါမှမဟုတ်အလုံးများရေလာရှုပ်တာတော့ကိုမလဲလို့စီဖို့နောက်ဆက်တယ်ဥပမာကိုကလာရှောင်းနေနဲ့လာနောက်ဆက်တာတော့ဒါမှမဟုတ်စိတ်အနောက်ဆက်ပြေးတာတော့ကိုမလဲလို့ကာကြောက်ပြဿနာဥပမာအလုပ်ထဲမှာပြဿနာဖြစ်တာတော့ဒါမှမဟုတ်ကိုပြဿနာရှာတာတော့ကိုမလဲလို့မာဆာလာအရေးကြီးတယ်ဥပမာအရေးကြီးတယ်ဟာရှိတာတော့အရေးကြီးတယ်ကိစ္စတစ်ခုရှိတာတော့ကိုမလဲလို့ပန်တိန်ပြီးနောက်ဥပမာကိုတခုခုလှုပ်ပြီးနောက်ဒါမှမဟုတ်ကိုတခုခုစားပြီးနောက်မလဲလို့ဆလပတ်လွတ်တယ်ဥပမာကိုဖားချုပ်ထားတာကိုလွတ်ပေးတာဒါမှမဟုတ်ရဲဖကတိလို့လွတ်တာတော့ကိုမလဲလို့လပတ်သဘောတူတယ်ဥပမာစာချုပ်လက်မှတ်ရေးထိုးတာသဘောတူတာတော့တယောက်နဲ့တယောက်အပေးအယူသဘောတူတာတော့ကိုမလဲလို့စတူကြုတ်ကတိဥပမာစကားပြောပြီးကတိပေးတာတော့ဒါမှမဟုတ်တယောက်နဲ့တယောက်ကတိထားတာတော့ကိုမလဲလို့ဂျန်ဂျီဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲရှင်ဝါရမီနီစကလုံးလေးတွေကိုလေ့လာရတာအစစ်ပြည့်တဲ့ဆိုရင်အောက်အကွန်မှာလေးမှာ yes လို့ရေးပေးခဲ့ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်